လူတွေဟာခီးအလုံးလုံးလို့ပင်ပန်းလာတဲ့အခါမှာ rest လုပ်တယ်လို့ပေါ့အနားယူပန်းဖြေကြလူတွေပန်းဖြေရောတော့ဘာလို့ဆိုရင်နော်အိမ်ရင်အိမ်မယ်လဲရင်လဲမယ်ခီးထွက်ရင်ထွက်မယ်ဒါအပန်းဖြေတယ်လို့ခေါ်တယ်။ယန္နာပုဂ္ဂိုလ်တွေအပန်းဖြေတာကြတော့အဲ့ဒီပုံစံမဟုတ်ဘူး။မျက်စိနာနာလျာကာယနဲ့ဆက်သွယ်လာတဲ့ပြင်ပအာယုန်တွေနဲ့တွေ့စိတ်ရှုပ်စရာတွေပဲတွေ့မှာပဲဖြစ်တယ်။ဒါကြောင့်ဒါတွေကိုရှောင်လွှဲပြီးတော့တည်ငြိမ်အေးချမ်းတဲ့နိဗ္ဗာန်ချမ်းသာနဲ့တွေ့ပြီးတော့နေတာကို rest လုပ်တယ်လို့ပြောတာ။ဖလတ်ဘာဝင်စားပြီး rest လုပ်ကြ။အဲ့ဒီလုံးလို့ရှိရင်စိတ်တွေကငြိမ်ပြီးတော့လန်းဆန်းပြီးတော့လာတယ်။တမန်အနေထားအဖြစ်ဘုန်းကြီးတို့တွေပင်မနွမ်းနဲ့လာတဲ့အခါတမေးလောက်အိတ်လိုက်လို့ရှိရင်လန်းဆန်းသွား။အဲ့ဒီလန်းဆန်းလာတဲ့လန်းဆန်းမှုမျိုးဟာယန္နာပုဂ္ဂိုလ်ရဲ့လန်းဆန်းမှုမျိုးနဲ့တော့မတူတတ်ဘူးပေါ့။အိတ်ဆက်ပန်းဖြေလို့လန်းဆန်းလာတဲ့လန်းဆန်းမှုမျိုးတဲ့ဟိုကလှတော်ဝင်စားပြီးနိဗ္ဗာန်ချမ်းသာနဲ့တွေ့ပြီးနေလို့ရတဲ့လန်းဆန်းမှုကပို့ပြီးတော့အပန်းပြေတယ်ရင်ထဲကအနွမ်းနေလုံးဝမရှိတော့ဘူးဘုန်းကြီးတို့တွေမှာရင်ထဲမှာပူစရာတွေတို့စိတ်ရှုပ်စရာတွေတို့ဒီထဲမှာအရှုပ်ထဲကနေပြေးထွက်ဖို့အပူထဲကပြေးထွက်ဖို့ကြိုးစားနေတော့လည်းပဲအပူထဲကအပူထဲပြန်ရောက်အရှုပ်ထဲကအရှုပ်ထဲပြန်ကျနေဒီလိုရုံးမထွက်နိုင်ကြတဲ့အနေအထားမျိုးရှိလာတယ်ပေါ့
ရှင်ကျေးရမယ်ရင်ကျေးပြောဟုတ်ပြီရင်ကျေးပြောတယ်တချို့ကရင်ကျေးပြောတော့လည်းပဲစိတ်แท้ကပုတ်နေတာရှိတယ်နော်မကောင်းတဲ့စိတ်နဲ့ပြောတာရှိတယ်အေးမြတ်စွာဘုရားစိတ်ထားတောင်မှပဲဒေါသစိတ်နဲ့မပြောနဲ့မေတ္တာစိတ်နဲ့ပဲပြောသူ့အကျိုးကိုလိုလားတယ်ဆိုစိတ်နဲ့ပဲပြောပါဟောအဲ့တော့စကားပြောမှုဆိုတာနဲ့ပတ်သက်ပြီးတော့ကိုချင်းသီလထိမ့်သိမ်းဆောက်ရှောက်တဲ့အခါမှာမှန်တာကိုသာပြောရမယ်မှန်လဲမှန်ရမယ်အကျိုးရှိတာကိုသာပြောရမယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောတဲ့အချိန်ရောက်မှပြောရမယ်ပြောပြီဆိုတဲ့အခါမှာလူညံ့သိမ်မွေးတယ်ရင်ကျေးတဲ့စကားနဲ့ပြောပါစိတ်ဓာတ်ကလည်းမေတ္တာစိတ်နဲ့ပြောပါဆိုဒါပြည့်စုံနေပြီလေဒီချက်၅ချက်နဲ့စကားပြောပြီးဆင်ញင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အပြောကြောင့်ပြဿနာတက်တာမရှိဘူးလောကလူတွေဟာရံဖြစ်ကြတာအပြောကြောင့်ဖြစ်ကြတာများ communication ဆိုတာစကားပြောပြီးဆက်သွယ်တာပဲလေဒါကြောင့်မလို့အပြောနဲ့ပတ်သက်လာလို့ရှိရင်အခုလိုထိမ့်သိမ်းဆောင်ရှောက်ကြအဲ့တော့မုဒ္ဒဝါဒဆိုရယ်လိန်ပြီးပြောပြီးတစ်ဖက်သားအကျိုးဆုပ်ယုပ်သွားပြီးဆိုရင်ပို့ပြီးတော့ပြစ်ကြီးလာအဲ့ဒါကြောင့်မလို့ဒါကိုလည်းရှောင်ရမယ်လို့ဟောဒါလည်း criminal case ပဲ criminal case ဘာလို့လို့ဆိုဘယ်မှာဖြစ်လိန်သွားတယ်နော်ဘယ်သူဖြစ်လိန်သွားတယ်ဆိုတာလည်းရှိနောက်ဆုံးသူရမေရယာဆိုရင်မူရစေဝါတော့မပြောနဲ့တစ်ကမ္ဘာလုံးဒုက္ခရောက်နော်တစ်ကမ္ဘာလုံးဒုက္ခရောက်နေအောင်အဲ့တော့ဘုရားရဲ့ဆုံးမရ၅ပါးသီလလုံအောင်ပဲဆိုတာလူတိုင်းဟာအသက်တဲ့တန်ဖိုးထားပြီးတော့၅ပါးသီလကိုထွေးထွေးဆောက်ရှောက်ကြမယ်ဆိုရင်လောကကြီးဟာဒီပြစ်မှုတစုံတရာကျူးလွန်နေဆိုတာမဖြစ်လာတော့အဲ့တော့လူလောကမှာအဲ့ဒါမျိုးရှိခဲ့ဘူးလားဆိုရှိခဲ့ဘူးတယ်ဟုတ်ရှိရခင်တော့ဆိုရင်လိန်ပြောတယ်ဆိုတော့ဘယ်သူမှမကြားဘူးလိန်နေဆိုတာမရှိဘူးစေတီယမင်းလက်ထက်မှာဆိုလိန်တာမကြားဘူးလို့သွားပြီးတော့ဝိုင်းချကြလိန်နေဆိုတာဘယ်လိုဟာလဲနော်လိန်နေဆိုတာကိုရှိခါယူပြီးတော့သွားပြီးကြည့်ရတဲ့အနေအထားမျိုးအဲ့ဒါလို့စင်ကြယ်တဲ့လူလောကကြီးဟာတစ်ချိန်တစ်ခါတော့ဖြစ်ခဲ့ဘူးလေခဏခေတ်တော့ဒါတွေအလုံးဟာယိုးသွားတယ်နော်ယိုးသွားတော့စင်ကြယ်တဲ့အနေအထားပြက်ပြားလာ